أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على رسول النبي الكريم أما بعد السلام عليكم ورحمة الله وبركاته 2026 ဧပြီလ 19 ရက်တနင်္ဂနွေနေ့အစီအစဉ်မှာကျွန်တော်အနေနဲ့လေ့လာစီးပူးထားသည့်များကိုအနည်းငယ်မျှဝေတင်ပြခွင့်ရတဲ့အတွက်ဥစွာပထမလောက်ရှင်မြတ်ကိုကျေးဇူးတင်ရှိပါတယ်။ကျွန်တော်မျိုးဟာပြုစုပြိုးထောင်လမ်းညွန်သင်ကြားပေးခဲ့တဲ့မိဘဆရာသမားများတင်ဆရာမြင်ဆရာကြားဆရာစသဖြင့်ဆရာသမားအားလုံးတို့နဲ့တကွဒီအစ္စလမ်ဓမ္မဗိမာန်ရဲ့ပိသုကာကြီးများသဘာပတိကြီးများဥဆောင်စော်ရေးမှုတဲ့တကွအစ္စလမ်ဓမ္မဗိမာန်ရဲ့ဝန်ထမ်းကြီးများအစ္စလမ်ဓမ္မဗိမာန်ရဲ့ဟောပြောတင်ပြမှုများကိုအစဉ်တစိုက်လေ့လာစီးပူးနေကြတဲ့ဓမ္မမိတ်ဆွေများဒီပြင်ကျွန်တော်တို့ဟောပြောဒီများကိုတေးသေးချာချာလေ့လာသုံးသပ်ပြီးတော့ကျွန်တော်တို့ကိုဝေဖန်ထောက်ပြအကြံပြုပေးနေတဲ့ဓမ္မမိတ်ဆွေအားလုံးကိုလည်းပဲကျေးဇူးတင်ရှိကြောင်းကျွန်တော်အနေနဲ့ဥစွာပထမပြောကြားလိုပါတယ်။အာဥဇ်ဘိလ္လာဟီမီနရှ်ရှိုင်ጧနီရဂျီမ်ဘစ်မီလာဟီရ်ရ်မာနီရ်ရဟီမ်ဝလ်အဆ်အင်နာအင်ဆာနာလဖီခုရှ်အလ္လာလ်ဒီနာအာမနူဝအမီလုဆွာလီဟတ်ဝတဝါဆောဘီလ်ဟက်ဝတဝါဆောဘီလ်ဆဘ်ဒီဆူရာလေးဟာတုတ်နဲ့ကျွန်တော်တို့ရဲ့နှလုံးသားကိုထိတိမိမိလမ်းညွန်ပြသပြီးတဲ့ဆူရာလေးတစ်ပုဒ်ဖြစ်ပါတယ်ဒီဆူရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဟောပြောမှုတိုင်းမှာလို့ကျွန်တော် highlight လုပ်ပြီးတော့တင်ပြခဲ့ပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်အနေနဲ့အထူးပြောကြားလိုတဲ့အကြောင်းအရာကတော့ကျွန်တော်ပေးထားတဲ့ခေါင်းစဉ်လေးကတော့ရှစ်ဆက်လှမ်းချီမူအမင်စီဆိုတဲ့ခေါင်းစဉ်လေးကိုကျွန်တော် highlight လုပ်ပေးထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီငယ်စဉ်တောင်ကြီးကလေးဘဝမိခင်ဝင်းကကျွတ်ကလေးကကျွန်တော်တို့ဒီမွေးရပါမွတ်စလင်များဖြစ်ကြပါတယ်။အဲ့လိုနဲ့မွေးရပါမွတ်စလင်များဟာမိဘအတိုင်းအဝိုင်းဆရာသမားများရဲ့အုပ်ချုပ်သွန်သင်လမ်းညွှန်ကိုကဲမှုအောက်မှာတက်ဆုံးတိုင်အီမန်နဲ့တကွရှိသွားတဲ့ပုံကိုများရှိသလိုလမ်းကိုလက်မှာပဲလမ်းပျောက်သွားတဲ့လူတွေလမ်းပြောင်းသွားတဲ့လူတွေကိုဘာမှန်းကိုမသိဘူးယုံကြည်ခြင်းတရားဆိုတာလည်းဘာမှမသိဘူးဘယ်လိုနေရမယ်လောကမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ကျွန်တော်တို့ရဲ့ပန်းနိုင်ဟာဘာလဲဆိုတာကိုမသိဘဲနဲ့ကြုံလို့ပဲဘဝကိုဖြတ်တန်းရင်းနဲ့နောက်ဆုံးစခန်းပေါ့လူဘဝရဲ့နောက်ဆုံးစခန်းတင်းញိုင်းကိုရောက်သွားကြပါတယ်အဲ့တော့ကျွန်တော်တို့ဒီအီမန်ယုံကြည်မှုတရားထားပြီးတော့ကျွန်တော်တို့လုပ်ရမယ့်အလုပ်တွေဘာတွေလဲအဲ့ဒီတော့ကျွန်တော်တို့ရဲ့ရှောင်ရမယ့်အလုပ်တွေဟာဘာတွေလဲအဲ့ဒါကိုခက္ကဏနာသိဖို့အတွက်အလ္လာဟ်ရှင်မြတ်ကကျွန်တော်တို့ကိုဒီတိုင်းလောကကိုမျက်စိမှိတ်နော်နားပိတ်ပြီးတော့ကျွန်တော်တို့လွှတ်လိုက်တာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဘဝလမ်းညွှန်ဖြစ်တဲ့ကျမ်းတော်မြတ်ကုရ်အာန်ကိုတမန်တော်ထံသို့ပို့ချပြီးတော့ဟူဒလ်လင်နာစ်လူခတ်သိန်းတို့အဖို့လမ်းညွှန်ရဲ့အဖြစ်လှုပ်ဆောင်ဖို့ဆောင်ရွက်ဖို့နောက်တစ်ခါရှောင်ကျင်ရာတွေကိုရှောင်ကျင်ဖို့ဆိုပြီးတော့ကျွန်တော်တို့အတိပေးတဲ့လမ်းညွှန်ချက်တွေဖြစ်ပါတယ်အဲ့တော့ဒီကျမ်းတော်မြတ်ကုလားကျွန်တော်ကနဦးဖတ်သွားတဲ့ဆူရာ103အာယတ်နံပါတ်1ကနေ3အာယတ်4ခုပဲရှိပါတယ်အဲ့ဒီအာယတ်4ခုပါသူဒီဘာခေါ်လဲဆိုရင်ခုစ်
ပါလေပျက်စီးဆုံးရှုံးခြင်းမှာဘယ်သူရှိမှလဲအင်နာအင်ဆာနာလဖီကုရှ်လူသားတွေအကုန်လုံးဆုံးရှုံးမှုတွေမှာပဲရှိမယ်တဲ့အခုကြည့်ပါကျွန်တော်တို့အားလုံးကအောင်မြင်မှုတွေမှာကြီးပဲအကုန်လုံးရှိနေလားအများစုကဆုံးရှုံးမှုတွေမှာပဲရှိနေတယ်ကျွန်တော်တို့ရဲ့အသိပညာတွေဆုံးရှုံးနေတယ်ဥစ္စာဒနာတွေစီးပွားရေးတွေဆုံးရှုံးနေတယ်အမှားမှန်ခွဲခြားပြီးတော့တရားမျှတမှုဆိုတာတွေဆုံးရှုံးနေတယ်ဒါတွေအားလုံးကဘယ်မှာပဲရှိနေလဲဆိုရင်ဆုံးရှုံးမှုတွေမှာပဲရှိနေတယ်လို့ကျွန်တော်တို့ကိုရေဘူးအားဖြင့်ပြောထားတယ်အဲ့တော့အဲ့ဒီဆုံးရှုံးမှုတွေမှာမရှိအောင်ဘာလုပ်ရမလဲဆိုတာလေကျွန်တော်တို့ကိုပြောထားတယ်အဲ့ဒီမှာကျွန်တော်တို့ရဲ့အချက်၄ချက်ကိုကျွန်တော်တို့တွေ့ရမယ်ဘာလဲဆိုရင်အာမနုဆိုတာကျွန်တော်တို့ယေဘူးအပြင်သိတယ်အီမန်ပေါ့ဗျာအာမနုအီမန်ယုံကြည်ခြင်းရှိရမယ်ပြီးရင်ဝါမေလဆွာလီဟာအာမာလီဆွာလီဟာကျွန်တော်သိတာတော့ကောင်းတဲ့အကျင့်သီလလို့ပဲကျွန်တော်တို့ကသိထားတယ်အဓိကအဲ့ဒီနှစ်ချက်ရှိရအဲ့ဒီနှစ်ချက်အပြင်ကိုကျွန်တော်တို့ဘာဆက်ပြောလဲဆိုရင်ဝတ္တဝါဆောက်ဘီလ်ဟက်လို့ခေါ်တဲ့မှန်ကန်ဖြောင့်မတ်တဲ့အပေါ်မှာယက်တည်နိုင်ပြီးတော့နောက်တစ်ခါဝတ္တဝါဆောက်ဘီလ်ဆွပ်ကြံ့ခိုင်မှုရှိရမယ်လို့ကျွန်တော်တို့ပြောတယ်အဲ့ဒီအချက်၄ချက်နဲ့ပြည့်စုံရင်အဲ့ဒီလူကအောင်မြင်သူဖြစ်မယ်အဲ့ဒီအချက်၄ချက်ပေါ်မှာယက်တည်မှုမရှိရင်အဲ့ဒီလူကပျက်စီးဆုံးရှုံးမှုတွေမှာပါဝင်သွားမယ့်လူတွေဖြစ်တယ်အဲ့တော့ဒီဥစ္စာကိုရေဘူးကကျွန်တော်စကားပြေလေးနဲ့ပြန်ပြီးတော့ပြောရမယ်ဆိုရင်အကျဉ်သူများမှလွဲ၍ဘူးလားဝလ်အစမာအလာရှင်မြတ်ခိကာလာအစောအချိန်အစောဆလတ်ကိုတတ်တည်ထူတော်မူတယ်တဲ့အမှန်စစ်လူသားသည်အမှန်ပင်ဆုံးရှုံးမှုထဲမှာရှိတယ်တဲ့အကျဉ်သူများမှလွဲ၍ထိုသူတို့သည်အီမန်ယုံကြည်ခဲ့ကြသည်ထို့ပြင်ထိုသူတို့သည်ကောင်းမြတ်သည့်လောက်ရများကိုပြုလုပ်ခဲ့ကြသည်ထို့ပြင်ထိုသူတို့သည်အမှန်တရားပေါ်တွင်ယက်တည်ကြရန်အချင်းချင်းတိုက်တွန်းဆုံးမကြသည်ထို့ပြင်ထိုသူတို့သည်တီးခံကြရန်လည်းအချင်းချင်းတိုက်တွန်းဆုံးမကြသည်ဆိုပြီးတော့ဒီဆူရာလေးရဲ့ယေဝူယအဓိပ္ပာယ်လေးကိုကျွန်တော်တို့လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ကသိထားရမယ်အခြေခံအချက်လက်များမှာကျွန်တော်တို့ရဲ့အီမန်ဆိုတဲ့ယုံကြည်ချက်အီမန်ဆိုတဲ့ယုံကြည်မှုရအောင်ကျွန်တော်တို့ဘလို့လေ့လာစူးစမ်းဘလို့စဉ်းစားဆင်ခြင်ဆုံးဖြတ်ဘလို့မျိုးလက်ခံပြီးတော့ကျင့်သုံးရမလဲဆိုတာကိုလွယ်လွယ်ကူကူနဲ့တော့ကျွန်တော်တို့မရပါကျွန်တော်တို့ရဲ့အသိဉာဏ်တွေကျွန်တော်တို့ရဲ့သင်ကြားတက်မြောက်ထားတဲ့ပညာတွေနဲ့ဘဝအသိပညာတွေနဲ့လေ့လာသုံးသပ်ပြီးတော့ကျွန်တော်တို့အဲ့ဒီအီမန်ဆိုတဲ့အရာကိုကျွန်တော်တို့လက်ခံကြရမှာဖြစ်ပါတယ်အဲ့တော့ကျမ်းတော်မြတ်ကုရ်အာန်မှာလည်းပဲအီမန်ဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုဖွင့်ဆိုထားတာတွေကျွန်တော်တို့မှာဟောပြောတင်ပြတဲ့ဆရာသမားတွေရဲ့အီမန်ရှိဖို့ဟာလားအမာလီဆွာလီဟာရှိဖို့ပြောနေကြတဲ့တရားတွေဟာနားမဆန့်အောင်ကျွန်တော်ကြားရပါတယ်နော်အဲ့တော့ဒီအတွက်ကြောင့်ကျွန်တော်အနေနဲ့ကတော့အီမန်ယုံကြည်မှုရှိပြီးတဲ့အခါမှာကောင်းမြတ်တဲ့အာမာလီဆွာလီဟာဆိုတဲ့အရာတွေကောင်းမြတ်တဲ့အာမာလီဆွာလီဟာဆိုတာကိုဘယ်လိုရအောင်လုပ်မလဲယေဘူးကပြောလို့ရှိရင်ကျွန်တော်တို့ဒီအီမန်ယုံကြည်မှုတွေရှိမယ်နောက်တစ်ခါအဲ့ဒီအီမန်ယုံကြည်မှုရဲ့နောက်မှာကျွန်တော်တို့ရဲ့အမလ်အီဘာဒတ်လို့ခေါ်တဲ့ဆွလတ်စောက်တည်တာတွေဆွီယမ်စောက်တည်တာတွေဇကတ်တာဝန်ကျေပြအောင်လုပ်တာတွေဟတ်
တာဝန်တွေကိုကျွန်တော်တို့ကြည်ပြွန်အောင်ဆောင်ရွက်တာတွေဟာကျွန်တော်တို့ရဲ့ကောင်းမြတ်တဲ့အကျင့်သီလတွေထဲမှာအပါဝင်ဖြစ်ပါတယ်။နော်အစ္စလာမ်ကိုလက်ခံထားတဲ့မွတ်စလင်တယောက်အနေနဲ့အဓိကအဖြစ်တာဝန်မှာဟူကူကူလာလို့ခေါ်တဲ့အလ္လာဟ်အပေါ်မှာထားရမယ်ကျွန်တော်တို့ရဲ့ကြည်ပြွန်ရမယ်တာဝန်နေနဲ့ဟူကူကူအီဘာဒ်လို့ခေါ်တဲ့အလ္လာဟ်ရဲ့ဖန်ဆင်းခံများအပေါ်မှာဆောင်ရွက်ရမယ်တာဝန်တွေဆိုပြီးတော့ရေဘူးအဖြစ်နှစ်ပိုင်းခွဲခြားထားတာကိုကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်။အဲ့တော့ဒီကနေ့ကျွန်တော်တို့ရဲ့အစဉ်အလာတွေကျွန်တော်တို့ရဲ့ယဉ်ကျေးမှုမှာဟာကိုယ့်အလုပ်ကိုလုပ်ပါကွာတခြားတွေတိတ်မစင်စားနဲ့ဘာလုပ်ရမလဲမစ္စလတ်ဖာနမတ်ကိုဖာဒီဖရတ်ဆိုလေဆလတ်တွေအပြင်ကိုနဖယ်အီဘာဒတ်တွေများမြောင်စွာလုပ်အဲ့တော့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ကျွန်တော်တို့ရဲ့ကောင်းမြတ်တဲ့အမာလီဆွာလီယာတွေဆိုတာကိုကျွန်တော်တို့ကဆွလာဝတ်ပြုတာတက်စဘီစိတ်တာကျမ်းတော်မြတ်ကုရ်အာန်ကိုဖတ်ရွတ်တာဒီမှာတော့ပဲကျွန်တော်ကနေပြီးတော့လူသားတွေရဲ့အပေါ်မှာဖန်ဆင်းခံများရဲ့အပေါ်မှာထားရှိရမယ်တာဝန်တွေကြတော့ကျွန်တော်တို့ဒီတိတိကျကျနားလေသဘောပေါက်အောင်မလေ့လာတဲ့အပြင်တာဝန်တွေပြက်ကွက်မှုတွေကအများများပါတယ်နော်ဟိုရက်ကွက်မှာကျွန်တော်တို့ကသွားပြီးတော့ပရာဟိတဆောင်ရွက်တယ်အိမ်ကအမေအိုကြီးကိုကျွန်တော်တို့ကပြုစုရှောင်ရှောက်ဖို့တာဝန်တွေပြက်ကွက်နေတယ်ရရရွာရေးတွေကိုကျွန်တော်တို့လှုပ်တာကောင်းပါတယ်လှုပ်လဲလှုပ်ရမှာပါနော်သို့တော်လည်းကျွန်တော်ရဲ့ညီကိုမောင်နှမတွေရဲ့အရေးကျွန်တော်ရဲ့ဆွေမျိုးသားချင်းတွေရဲ့သေရေးရှင်ရေးနေရေးထိုင်ရေးဘဝပြဿနာတွေဘဝမှာကြုံတွေ့နေရတဲ့မကြမ်းမာလို့ရောက်နေတဲ့ဒုက္ခစီးပွားရေးအဆင်မပြေလို့ရောက်နေတဲ့ဒုက္ခစသဖြင့်ပေါ့နော်ကျမ်းမာရေးချို့တဲ့မှုအပေါ်မှာကြုံတွေ့နေရတဲ့အခက်အခဲအဲ့ဓာတွေကိုဖြေရှင်းဖို့ကျွန်တော်တို့ကစိတ်ကူးမရှိဘဲနဲ့ဟာပရာဟိတလုပ်မယ်ဟာဟိုမှာဘာလုပ်မယ်ဒီမှာဘာလုပ်မယ်ဟိုမှာလမ်းဖောက်မယ်ဟိုမှာသွားမျက်ရိပ်မယ်ဘယ်နေမှာသွားပြီးတော့အမိုက်တွေရှင်းပေးမယ်ဒါကောင်းတဲ့ကိစ္စတွေလုပ်ကိုလုပ်ရမယ့်ကိစ္စတွေအဲ့တော့ဒီဟိုကူကူလ်အီဘာဒ်တဲမှာလုပ်တဲ့အခါမှာကိုယ့်ရဲ့အနည်းဆုံးမှာရှိတဲ့ကိုရဲ့တာဝန်တွေလည်းရှိတယ်နော်ကိုယ့်ရဲ့ကျမ်းမာရေးကိုဂရုမစိုက်ဖဲနဲ့ဟာလားအဲ့ဒီလိုပရာဟိတအလုပ်တွေမှာပဲကျွန်တော်တို့ကနေမနာညမအားမအိပ်မနေမစားမတောက်ဖဲနဲ့လုပ်နေခြင်းရလဲခန္ဓာကိုယ်ပေါ်ပါစောင့်ထိန်ရမယ်ကျွန်တော်တို့ရဲ့တာဝန်တွေပြက်ကွက်နေခြင်းပဲဖြစ်တယ်ဒါအလ္လာဟ်ရဲ့ဖန်ဆင်းကနေရဲ့အပေါ်တွေဥပမာဆိုပါစို့အလ်ဟဒ်တစ်ပင်တွေကိုကျွန်တော်တို့ကခောက်ပြင်မယ်မလိုအပ်ဖဲနဲ့နော်အပင်တွေကိုလှဲပြီးတော့ထစ်ဆိုင်ပြင်မယ်စသဖြင့်ပေါ့နော်အဲ့တော့အရေးကောင်းရနေတဲ့အပင်တစ်ခုကိုအရေးရဖို့အတွက်ကျွန်တော်တို့ကမထားဘဲနဲ့ကျွန်တော်တို့ထင်းဆိုင်ဖို့ကိုဦးစားပေးပြီးတော့လုပ်မယ်ဆိုရင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့အရေးခိုနေတဲ့လူတွေတစ်ပင်တွေပတ်ဝန်းကျင်မှာရှိပြီးတော့ဂေယစနစ်ကြီးတွေဖွံ့ဖြိုးတိုးတက်လာဖို့ဒီကိုကျွန်တော်တို့လက်နဲ့ဖြည့်ဆည်းပြနေသလိုဖြစ်သွားတယ်အဲ့ဒါတွေကိုကျွန်တော်ကအထူးသတိပြုရမှာဖြစ်တယ်ဘယ်နှစ်ကကျွန်တော်တို့ဒီဟိုတရုတ်နိုင်ငံစန်ဂျင်းရိုးကျွန်တော်တို့အလေရောက်တယ်ဗျအဲ့ဒီမှာဗျာပတ်ဝန်းကျင်ကတခါတစ်ပင်ပန်းမာနေနဲ့စိုးပြေးစိမ့်လန်းပြီးတော့တခါတည်းခေယစနစ်ကြီးဖွံ့ဖြိုးတိုးတက်ပြီးတော့ကောင်းတဲ့လေကောင်းလေသန်းတွေကိုရှူရှားပြီးတော့ကျွန်တော်နေခဲ့ရတွေ့ခဲ့ရတယ်ကျွန်တော်တိုင်းပြည်မှာတော့တစ်ပင်တွေဟာလားခုတ်လို့ကဘာကြီးရဲ့ပုံနှွေးမှုတွေကလည်းပိုးလာတယ်နောက်တစ်ခါပြန်ပြီးတော့စိုက်ပျိုးတဲ့အလုပ်ကလည်းပဲအလင်းမရောင်ကျွန်တော်တို့မလုပ်နိုင်တဲ့အတွက်ကြောင့်တိုင်းပြည်ရဲ့အပူချိန်တွေဟာကဘာကြီးရဲ့ပုံနှွေးမှုတွေဟာပိုပြီးတော့ဖြစ်လာဒီပေါ်မှာကျန်တဲ့နေရာတွေမှာတစ်ပင်တပင်ခုတ်ဖို့ဆိုတာတော်တော်ခရင်ပါနော်ခုတ်ဖို့ဆိုတာတော်တော်မလွယ်ပါဘူးနော်ဌာနဆိုင်ရာတော်တော်များများရဲ့ဆုံးဖြတ်ချက်ကိုယူပြီးတော့မှအဲ့ဒီတစ်ပင်ကိုရွှေ့ပြောင်းတာခုတ်တာ
များသောအားဖြင့်ကြီးနေတဲ့အပင်တွေကိုတေအောင်ခုတ်မပြဖဲနဲ့ရွှေ့ပြောင်းတဲ့စိုက်ပျိုးတဲ့စနစ်တွေနဲ့နေရာရွှေ့ပြောင်းပြီးလမ်းမလွတ်လို့ခုတ်ပြီးကျွန်တော်ထင်းမလို့ဘူးအဲ့တော့ရွှေ့လို့ရတဲ့အပင်မှန်များကိုကျွန်တော်တို့ရွှေ့တယ်ပြီးရင်အဲ့ဒီနေရာနဲ့အနည်းဆုံးမှာနောက်အပင်တွေကျွန်တော်တို့ပြန်ပြီးတော့စိုက်ကြိုပြီးတော့စိုက်ထားတာတွေရှိဒါကတော့ကဏ္ဍတစ်ခုပါအဲ့တော့ကျွန်တော်တို့တွေကမိမိရဲ့ဘဝတွေကိုဖြတ်သန်းတဲ့အခါမှာကျွန်တော်တို့ရဲ့အချိန်တွေကျွန်တော်တို့ဖြတ်သန်းနေတဲ့နေရာတွေကျွန်တော်တို့ရဲ့နေရာဒေသကာလတွေအသီးသီးမှာကျွန်တော်တို့ရဲ့အီမန်ယုံကြည်မှုကိုကျွန်တော်တို့ကမထိမခိုက်ရအောင်ဆောင်ရွက်ရင်းနဲ့ကျွန်တော်တို့လိုလားတဲ့အနာဂတ်ကျွန်တော်တို့ရဲ့ပန်းတိုင်စီကိုကျွန်တော်တို့အရောက်လှမ်းရကြမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ရဲ့ဒီအီမန်ယုံကြည်မှုရဲ့နေရာမှာကျွန်တော်တို့ကဒီတိုင်းပဲကျွန်တော်တို့ရဲ့စိတ်ကူးစိတ်တန်းနေနဲ့မဟုတ်ဘဲနဲ့အလ္လာဟ်ရှင်မြတ်ကလမ်းညွှန်ခြင်းနဲ့ကျွန်တော်တို့ကဆောင်ရွက်ဖို့နဲ့အတွက်ကိုကျမ်းတော်မြတ်ကုရ်အာန်ဆူရာ1အာယတ်နံပါတ်269မှာအရှင်မြတ်သည်တဲ့အရှင်မြတ်အလိုရှိသောသူကိုဉာဏ်ပညာအမျှော်မြင်ပေးသနာတော်မူသည်တဲ့ထို့ပြင်မြည်သူမဆိုပညာဉာဏ်အမျှော်မြင်ပေးသနာတော်မူခြင်းခံရလျင်ထိုသူသည်ကောင်းခြင်းများစွာကိုပေးသနာတော်မူခြင်းခံလိုက်ရပြီဖြစ်သည်တဲ့ထို့ပြင်ဉာဏ်ရှင်များမှလွဲ၍မြည်သူမှအသိတရားမရဘူးတဲ့အသိပညာမရှိဘူးအလင်းမရှိရင်အခုနတော့ကအလ္လာဟ်ထံကနေဉာဏ်အမျှော်မြင်နေမရနိုင်ဘူးဉာဏ်အမျှော်မြင်နေမရနိုင်ဘူးဆိုရင်အလ္လာဟ်ထံကနေပေးသနာတော်မူတဲ့ကောင်းခြင်းတွေကိုလည်းဒီလိုရမှာမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ဒီဘာခေါ်လဲဆိုရင်အလင်းကိုရဖို့အတွက်အသိပညာတွေကိုလည်းပဲကျွန်တော်တို့ကလိုအပ်ပါတယ်ဒီအတွက်ကျွန်တော်တို့ဒီစီးပူးခြင်းတွေအလုပ်ကိုလည်းလုပ်ရအောင်အဲ့တော့ကျွန်တော်ပဏာမတင်ပြခဲ့တဲ့ရှစ်ဆက်လှမ်းချီမူမင်စီဆိုပြီးတော့ဒီလိုပဲကျွန်တော်တို့ခင်ဗျားမွတ်စလင်လားဟုတ်ပါတယ်မွတ်စလင်ပါဒါကျွန်တော်ကတော့ကျွန်တော်အသိနဲ့နော်ကျွန်တော်ပေရန်နဲ့ကျွန်တော်ကိုကျွန်တော်မွတ်စလင်လို့ကျွန်တော်ကြွေးကြော်ပြီးကျွန်တော်မွတ်စလင်ဖြစ်နေရက်တည်တယ်သို့တော်လည်းအလ္လာဟ်သတ်မှတ်ထားတဲ့ပေရန်ထဲမှာကျွန်တော်တို့စံမိသလားပေါ့အဲ့မွတ်စလင်တယောက်ကစံငင်းကိုမိပြီလားပေါ့အဲ့ဒါကိုကျွန်တော်တို့ကအမြဲတမ်းလေ့လာသုံးသပ်ရနောက်တစ်ခုကကျွန်တော်တို့အနေနဲ့အလ္လာဟ်ရှင်မြတ်ကနေပြီးတော့ချမှတ်ပေးထားတဲ့ကျမ်းဂန်တွေကိုကောင်းမြတ်တဲ့ကာကွယ်စောင့်ရှောက်မှုတွေကိုလည်းကျွန်တော်တို့လုပ်ရမှာဒါကဆူရာ9အာယတ်နံပါတ်196မှာနောက်တစ်ခုကဆူရာ3အာယတ်နံပါတ်150မှာအလ္လာဟ်ရှင်မြတ်ကတဲ့အသင်တို့ဟာထိမ့်သိမ်းစောင့်ရှောက်တော်မူသောအရှင်ဖြစ်တယ်ထို့ပြင်အရှင်မြတ်သည်ကုညီသူအားလုံးထဲမှာအကောင်းဆုံးဖြစ်တော်မူတယ်အလ္လာဟ်ရဲ့အကူအညီဟာကျွန်တော်တို့အကောင်းဆုံးပါပဲကျွန်တော်တို့ဒီရှောက်ခဲ့ပြီးမွေးကင်းစဟလာမွေးမိမိဝင်းကကျွတ်ကြတဲ့ကကျွန်တော်တို့ရှောက်လန်းလိုက်တာတခါတည်းကလေးဘဝနေတခါမူလာရန်အကြောင်းသားအရွယ်ဘဝအဲ့လိုပဲတစ်နှစ်ဖွံ့ဖြိုးတိုးတက်ပြီးတော့ကျွန်တော်တို့အသိဉာဏ်တွေဖွံ့ဖြိုးလာတယ်အတတ်ပညာတွေဖွံ့ဖြိုးလာတယ်အသိပညာတွေဖွံ့ဖြိုးလာတယ်အဲ့လိုနဲ့ဖွံ့ဖြိုးတိုးတက်လာတဲ့ကိစ္စကနေပြီးတော့ဘယ်ကိုရှေ့သွားလဲရှေ့ကိုဆက်သွားတယ်အဲ့ဒီလိုပဲကျွန်တော်တို့ရဲ့ဘဝမှာလည်းပဲမွတ်စလင်ဖြစ်နေတင်းတိမ်ရောက်ရဲနေခြင်းမပြုတ်ဝဲနဲ့မူမင်လို့ခေါ်တဲ့အဆင့်ကိုရောက်အောင်ကျွန်တော်ဆက်လက်ပြီးတော့လှမ်းချီသွားရဒီအတွက်ကျွန်တော်တို့အတွက်ကဘာလဲအခုနအချင်းချင်းတွေပေါ့နော်အီမန်ယုံကြည်သူအချင်းချင်းထဲမှာတယောက်နဲ့ဖေးမကူညီအပြန်လန်ပြီးတော့ထိမ့်သိမ့်ပဲ့ပြင်းလမ်းညွန်မယ်ကူညီမယ်အဲ့လိုလေကျွန်တော်တို့ရဲ့မူမင်တယောက်ဖြစ်လာအောင်ကိုလည်းမူမင်တယောက်ဖြစ်လာအောင်လုပ်ပြီးတော့ကိုယ့်ရဲ့ပန်းဝင်းကျင်မှာလည်းပဲမူမင်တွေဖြစ်လာအောင်ကျွန်တော်တို့လုပ်ရအောင်ကျွန်တော်တို့ရဲ့အဓိကမွတ်စလင်ရဲ့ဘဝကနေပြီးတော့မူမင်ဖြစ်ဖို့ကျွန်တော်တို့လှမ်းချီပြီးတော့ကျွန်တော်တို့တက်ရမယ်နောက်ကျွန်တော်တို့အနေနဲ့နေ့စဉ်နဲ့အမျှအရှင်းထံမှာဆူရာဖာတီဟာကိုဖတ်ကြားပြီးတော့မှဆူရာတ်မုစတာကင်ကိုတောင်းခံတယ်ဆူရာတ်မုစတာကင်ရဖို့အတွက်ကျွန်တော်တို့အလ္လာဟ်ထံကနေပြီးတော့အမျက်တော်ဆူရှာခြင်းခံရတဲ့လမ်းမကိုရောက်တဲ့လူတွေမှာမပါဘူးလေ
ကျွန်တော်တို့တောင်းခံတယ်အဲ့ဒါဆိုရင်အဲ့လိုလုပ်ဖို့အတွက်ကိုကျွန်တော်ဒီတိုင်းနေလို့မရအောင်အဲ့ဒီဆွေရတ်မုစတကင်းဆိုတဲ့ဟာကိုရောက်ဖို့အတွက်ကျွန်တော်ဘက်ကခုနအီမန်ယုံကြည်ပြီးတဲ့နောက်မှာကျွန်တော်တို့ပြောတယ်နော်အီမန်နဲ့အမလ်အီမန်နဲ့အမလ်အီမန်နဲ့အမလ်ပြောနေတာပဲအဲ့ဒီအီမန်ဆိုတာကိုကျွန်တော်တို့ကထဲထဲဝင်နားလေတပေါက်ပေါက်ပြီးတော့အမလ်နဲ့ပေါင်းစပ်မှအခုနအလာပြောတဲ့ဆွေရတ်မုစတကင်းဆိုတဲ့လမ်းကိုကျွန်တော်တို့ကရောက်ရှိကြမှာဖြစ်တယ်အဲ့တော့ခုနကျွန်တော်ကနဦးတင်ပြတယ်ဆူရာ4အာယတ်နံပါတ်4ဆူရာ49အာယတ်နံပါတ်14 15မှာလည်းပဲအီမန်ယုံကြည်မှုဟာเนาะကျွန်တော်တို့ကိုရှင်းလင်းတင်ပြထားပါတယ်ဒါကိုလည်းလူချင်းမင်းတို့ရှာဖွေလေ့လာကြည့်ဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်ကျွန်တော်အနေနဲ့ရတဲ့အချိန်တွင်းမှာเนาะလိုအပ်ချက်တွေကိုပြည့်ပြည့်စုံတော့ကျွန်တော်တို့ကမပြောနိုင်တဲ့အတွက်လမ်းညွှန်ချက်ကလေးတစ်ခုလောက်ပဲကျွန်တော်တို့ဟာနေပြီးတော့ဒါကိုပြောပေးနိုင်ခြင်းတဲ့ပုံမှာကျွန်တော်တို့နားလည်ပေးဖို့လိုပါတယ်အဲ့တော့နားလည်ပေးစီလိုပါတယ်နော်ကျွန်တော်တို့သိတယ်အာမန်ဒူဘီလာဝမလာအီကာတေဝကုဒူဘေဟီဝရဆူလီစသဖြင့်နော်ကျွန်တော်ငယ်တော့အီမန်9ချက်တို့ပါဆိုခဲ့တယ်ဒါတွေကရေဘွားပြကျွန်တော်တို့ highlight လုပ်ပြထားတဲ့အီမန်ယုံကြည်ချက်တွေအဲ့တော့ကျမ်းစာမြတ်ကုရ်အာန်ဆူရာ2အာယတ်နံပါတ်189မှာဘာပြောလဲဆိုရင်လိုက်စာဘီရာအန်တဝလူဝဂျူဟာကွန်ကိဘလာမရှရီကီဝလ်မဂရီအစရှိတဲ့ဒီအာယတ်ကနော်အကြောင်းအရာကိုလူတိုင်းသိပါတယ်အဲ့ဒီအီမန်ယုံကြည်မှုဆိုတာကိုဒီအာယတ်ကထင်းထင်းလင်းလင်းနဲ့ကျွန်တော်တို့မိမောင်းထုတ်ပြတဲ့အာယတ်ပါအဲ့တော့ကျွန်တော်ဒီကုရ်အာန်အာယတ်ကိုတော့အပြည့်အဝမဖတ်ပြတော့ဘဲနဲ့အဲ့ဒီအာယတ်ကဆိုလိုရင်းလေးကိုပဲကျွန်တော်အနှစ်ချုပ်ပြီးတော့ပြောကြားလိုပါတယ်ဘာပြောလဲဆိုရင်အရှိအရပ်ပဲသူ၎င်းအနောက်ရပ်ပဲသူ၎င်းမျက်နှာမူခြင်းဒီသားလျင်နော်အသင်တို့ဖို့ကောင်းမြတ်သောအကျင့်တီလမဟုတ်သေးပြီတဲ့ကောင်းမြတ်သောအကျင့်တီလရှိသူတီလဝန်ခုနဝင်တို့ဟူဒီကအလာရှင်မြတ်ကို၎င်းနောက်ဆုံးနေ့ကို၎င်းကောင်းကင်တမန်များကို၎င်းအလာရှင်မြတ်ဓမ္မကြားရောက်ကြသောကျမ်းတော်များကို၎င်းနဗီတမန်တော်များကို၎င်းနော်၎င်းပြင်၎င်းတို့သည်မိမိတို့၏ဥစ္စာပစ္စည်းကိုနှစ်သက်ဆုံးမင်းခုံမင်ပါလေတနည်းအလားကိုယုံကြည်ပြီးတော့အရှင်မြတ်ကြီးမျိုးမြတ်နိုးကြပြီးတော့ဆွေမျိုးညာတကားတွေဘိဒ္ဓဆိုဖတ်သူဆိုတွေအထီးကျန်သူစင်းရဲတွေခရီးသည်တွေပုံတောင်းရာဇကာတွေကြေးကြုံညာကိုကြုံဘဝနေလင်းမြောက်စေရန်ရည်ရွယ်ပြီးတော့ပေးကမ်းလှူဒန်းဆွန့်လွတ်ကြတယ်ဆွတ်ကြဲကြတယ်တဲ့ထို့ပြင်ယင်းသူတို့ဟာဆွလာဝတ်ပြုတယ်ဇကတ်ဒါနနော်ဇကတ်ပြတ်ထမ်းတဲ့ဇကတ်ဆိုတဲ့တာဝန်ကိုလည်းပေးလူကြတယ်၎င်းတို့ဟာဂရီးပြုတဲ့အခါနာမိမိတို့ရဲ့ဗြိဉ္ဉ်ဝန်ခံချက်ကိုအတည်ပြုကြတယ်ဆင်းရဲဒုက္ခရောက်တဲ့အခါတော်၎င်းယောဂရာဘေးဖိစီးသည့်အခါ၌၎င်းစစ်မဲ့ပြိုင်ဆိုင်တိုက်ခတ်သည့်အခါ၌၎င်းခန္ဒီပါရမီကိုခိုင်မြဲစွာစောင့်စည်းကြ၏ဤတရားများကိုလိုက်နာကျင့်သုံးသောသူမွန်သူမြတ်များသာလျှင်တစ္ဆာဝါဒီများဖြစ်ကုန်၏ဤသူမွန်သူမြတ်တို့သည်သာလျှင်အလာရှင်မြတ်ကိုကြောင်းရွံ့ယိုသည်မြတ်နိုးသောတိလဝန်ဂုဏဝန်များဖြစ်ကြကုန်၏နောက်တစ်ခါအိုအီမန်ယုံကြည်ခြင်းတရားထားရှိသူအပေါင်းတို့အသင်တို့အပေါ်၌အနိုင်ထက်နှိပ်စက်ညှဉ်းပန်းမတရားတံပြတ်ခြင်းခံရသူတို့နှင့်ဆက်လင်း၍အလာရှင်မြတ်ထံတော်၌လက်စားချေရန်ဓမ္မသက်ကိုပြဋ္ဌာန်းအတည်ပြုတော်မူလေသည်နော်အဲ့ဒီအာယတ်ကတော့ဆူရာအာယတ်နံပါတ်180ခွင်းနောက်ကဆက်ပြီးတော့ကျွန်တော်တို့ကို188မှာလဲပြောတယ်နောက်တစ်ခါဆူရာ2အာယတ်189မှာလည်းပဲအိုစင်ကြီးုံတရားနဲ့ပြည့်စုံသောဉာဏ်ရှင်ပေါင်းတို့စင်စစ်တော်ကရင်းကဲ့သို့လက်စားချေခြင်း၌အတင်တို့အဖို့ရာအသက်ရှင်ခြင်းသည်ရှိသည်ဒုမတာလင်အတင်တို့သည်ကျင်ရှောင်သူများဖြစ်ကြမယ်ဆိုပြီးတော့ဒီမှာလဲကျွန်တော်တို့ကိုပြောထားတယ်နောက်တစ်ခုကကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေကိုကျွန်တော်တို့ကပြီးဆိုလွယ်အလွယ်မဟုတ်ဖဲနဲ့နော်ခနေ့ဆိုရင်ကျွန်တော်ကတော့အလ္လာဟ်ပေါ်မှာအီမန်ယုံကြည်ကြတဲ့အစ္စလာမ်ကိုကျွန်တော်လက်ခံထားတယ်သို့တော်လည်းကျွန်တော်တို့အပေါ်မှာရလိုမှုတွေ
ကျွန်တော်တို့အပေါ်မှာဖျားယောင်းမှုတွေကျွန်တော်မျိုးရဲ့အပေါ်မှာသွေးဆောင်မှုတွေကျွန်တော်တို့ရဲ့အပေါ်မှာလက်လာဘားတွေအပေါ်မှာမိမိရဲ့ရထားတဲ့အီမန်ကိုစွန့်လွတ်ပြီးတော့လောကရဲ့ဟလာခံစားမှုတွေလောကရဲ့စည်းစိမ်တွေလောကရဲ့အောင်မြင်မှုတွေလောကရဲ့ကြော်ကြားမှုတွေအပေါ်မှာကျွန်တော်တို့ကဒီအရာတွေကိုစွန့်လွတ်ပြီးတော့လုပ်မယ်ဆိုရင်အခုနအလားပြောတဲ့အီမန်ယုံကြည်မှုကိုဖြည့်ပြည့်ထားတဲ့အရာကိုကျွန်တော်တို့ကအလွဲသုံးစားပြုလုပ်ပြီးတော့ကျွန်တော်တို့ရဲ့ဘဝကိုကျွန်တော်တို့စတေးလိုက်တာပေါ့မွတ်စလင်ဆိုတဲ့သူတွေအားလုံးဟာတဘဝဆံမဟုတ်ပါဘူးကျွန်တော်တို့ကိုရောက်ရှိလာတဲ့ဒီဒုနီယာမှာဟောဒီနေရာမှာခေတ်တိုင်းမှာနယ်တိုင်းမှာဒေသတိုင်းမှာလူမျိုးတိုင်းမှာကျွန်တော်တို့ရဲ့တရားလမ်းမှန်ကိုပြသခဲ့တဲ့နဗီတမန်တော်တွေရဲ့လမ်းညွှန်ချက်တွေကအလာချပေးတဲ့ကျမ်းတော်များရဲ့အတိုင်းပဲဖြစ်တယ်သူတို့ရဲ့အသိပညာစိတ်ကူးစိတ်တန်းနေနဲ့ကျွန်တော်တို့ကိုလိုက်နာဆောင်ရွက်စေခြင်းမဟုတ်ပါဘူးကျွန်တော်တို့ဒီနှစ်ဘဝမှာအောင်မြင်တဲ့သူတွေဖြစ်ဖို့အတွက်ကျွန်တော်တို့ကိုဒီတမန်တော်တွေကနေပြီးတော့လက်တွေ့ကျင့်သုံးဘဝတိဆောက်ပြခဲ့ကျွန်တော်တို့ရဲ့နောက်ဆုံးတမန်တော်များမုဟမ္မဒ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ဟာမက္ကာမှာ73နှစ်နော်မဒီနာမှာ10နှစ်23နှစ်တိုင်တိုင်အလာချပေးတဲ့ကျမ်းတော်မြတ်ကုရ်အာန်ကိုလိုက်နာကျင့်သုံးပြီးတော့ဘဝခြေထက်ကျင့်သုံးပြအဲ့ဒီပြသပေးခဲ့တဲ့အပေါ်မှာကျွန်တော်တို့ဒီတမန်တော်ရဲ့စံနမူနာထုံးကိုနှလုံးမူပြီးကျွန်တော်တို့ဘဝကိုလည်းပဲစစ်မှန်တဲ့မူအမင်ဘဝကနေပြီးတော့အောင်မြင်တဲ့သူသားတစ်ယောက်ဖြစ်ဖို့အတွက်ဒီဘဝမှာလည်းအောင်မြင်တယ်အနာဂတ်ကာလဖြစ်တဲ့ကျွန်တော်တို့ရဲ့တေပြီးနောက်ပြန်လဲရှင်ထပြီးနောက်စစ်ဆေးမင်းမြန်ပြီးတဲ့အချိန်ကာလတွေရဲ့နောက်မှာလည်းကျွန်တော်တို့ဘဝတွေဟာအောင်မြင်အောင်ကျွန်တော်ကလောက်ကြမယ်သူတွေဖြစ်ပါတယ်အဲ့တော့နှစ်ဘဝဆံရမယ်သူတွေဖြစ်ဖို့အတွက်ဒီဘဝကိုတော့ပေါ့တန်နော်ကျွန်တော်တို့လှုပ်လို့မရပါဘူးစွန့်တင်တာတွေစွန့်ရမယ်အနိဋ္ဌာခံရမှာဒုက္ခဆင်းရဲတွေကျွန်တော်တို့ရောက်မှာရှိပါတယ်နော်အခုလိုပဲအီမန်ယုံကြည်မှုပေါ်မှာနော်ကျွန်တော်တို့စမ်းသပ်မှုဆိုတာတွေလည်းရှိတယ်အလ္လာဟ်ဘက်ကစမ်းသပ်တာတွေလည်းရှိတယ်ကြုံကြိုက်လာတဲ့ဘေးဒုက္ခတွေလည်းရှိတယ်အဲ့ဒီကြုံကြိုက်လာတဲ့ဘေးဒုက္ခတွေပေါ်မှာကျွန်တော်တို့ကကြော်လွှားဖြတ်တန်းနိုင်မှုတွေခုနဆော့ဘဲနော်ဆော့ဘဲကိုကျွန်တော်တို့ကြိုတင်ပြီးတော့မွေးပြူထားခိုင်းတယ်ဟာဝါအမီလူဆွာလီယာဝတ်တဘာဆောဘီလ်ဟက်ခုနကျွန်တော်ပြောတဲ့သူတို့များရဲ့အနံထားတဲ့အမာနတ်တွေသူများပေါ်မှာပေးဆရမယ်ဂရိကဝတ်တွေကိုကျွန်တော်တို့ကမကြေပြွန်လို့မရဘူးကြေကိုကြေပြွန်ရကျွန်တော်တို့တွေလုံရက်တွေပေါ်မှာစမ်းတက်မှုတွေလည်းလုပ်သလိုစစ်ဆေးမှုတွေလည်းလုပ်မယ်စောင့်ကြည့်ပတ်တန်းတင်မှုတွေလည်းအလားလုပ်ထားမယ်ဒါတွေကျွန်တော်တို့ကရှောင်ပြေးလို့မရဘူးနော်အဲ့တော့အလားထံမှာတော့ error လုံးဝမရှိဘူးကိုသုံးနေတဲ့ကွန်ပျူတာမှာတော့ error ရှိကောင်းရှိမယ်ကိုသုံးနေတဲ့ဖုန်းတွေပေါ်မှာတော့ error ရှိကောင်းရှိမယ်အလားရဲ့မှတ်တမ်းတင်တဲ့စနစ်မှာတော့ဘာ error မှမရှိဘူးတိတိကျကျနဲ့ကျွန်တော်တို့ hash ကိုရောက်လို့ရှင်ပြန်ထပြီးတဲ့အခါမှာကျွန်တော်တို့ကိုစုံစမ်းမေးမြန်းပြီးတော့ကျွန်တော်တို့ရဲ့ကောင်းမှုမကောင်းမှုကိုလေ့လာသုံးသပ်စစ်ဆေးပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့စံမြန်းရမယ်ထာဝရနေရာနော်အားလုံးသိတယ်ဂျန်နတ်ပေါ့နော်အဲဂျန်နတ်ဆိုတဲ့အရာကြီးအဲ့ဒီအရာကိုရောက်ဖို့အတွက်လွယ်လွယ်လေးနေတော့မရပါဘူးကျွန်တော်တို့ငယ်စဉ်တောင်ကြီးကလေးဘဝတုန်းကဆရာကြီးကျွန်တော်တို့ရဲ့ကျေးဇူးရှင်ဆရာကြီးပေါ့နော်ကျွန်တော်တို့လည်းအသိပညာတွေအများကြီးပေးခဲ့ပါတယ်ဆရာကြီးရဲ့ရေးသားထားတဲ့တစ်ပြန်တော်ကုရ်အာန်လို့ခေါ်တဲ့ကုရ်အာန်အလင်းပြကျမ်းဟာဒီအရှိတောင်အာရှမှာသူမတူအောင်ပြောင်မြောက်လာတဲ့ကျမ်းတစုပဲဖြစ်ပါတယ်အဲ့ဒီကျမ်းကိုကျွန်တော်တို့ကိုလေ့လာစီးပူးခွင့်ပြုတဲ့ဆရာကြီးအတွက်ကိုလည်းကျွန်တော်အနေနဲ့ဒူဝါပြုပါတယ်ဆရာကြီးရဲ့လောက်ရတဲ့ပုံမှာသူ့ရဲ့တင်ကြားပို့ချမှုတွေမှတ်တမ်းတွေဘာသာပြန်တာတွေအပေါ်မှာလည်းအလားဘက်ကအတိမတ်ပြုပြီးတော့ဆရာကြီးကိုချင်းမြင့်ပေးဖို့အတွက်လည်းဒူဝါပြုပါတယ်နော်အဲ့တော့ဘာပြောလဲဆိုရင်သူ့ရဲ့တရားတစ်ပုဒ်ကိုကျွန်တော်ငငယ်ကစစ်တမ်းကျောင်းသားလောက်တုန်းကကျွန်တော်နားထောင်မှုတယ်ဘာလဲဆိုရင်မွတ်စလင်ငယ်ရဲမလားတဲ့ခါရဲအာဘောင်အာရင်တန်တန်နဲ့ခါရဲဟောတာပြောတာခါရဲဟာကျွန်တော်ကြည့်လိုက်တာဟာဂျန်နတ်မှာမွတ်စလင်တွေဆက်မှာမလားဗောကျွန်တော်ပြင်ကြည့်တာဟာမွတ်စလင်ဆိုငရဲမလားဘူးဟုတ်ပြီငရဲကတော့လာမဲ့လူကတော့အများကြီးရှိမှာဗောကျွန်တော်တို့မွတ်စလင်ဆိုတဲ့လူတွေကတော့ဟာ
ငရဲမလာဘူးအဲ့တော့ဘယ်သွားမလဲဂျနတ်မှာပဲဂျနတ်မှာတိုးမပေါအောင်ကြက်နေပဲလို့ကျွန်တော်တို့ကတွက်ထားတယ်အဲ့ဒီနောက်မှာကျမ်းတော်မြတ်ကုရ်အာန်ကနေပြီးတော့ဖော်ပြနေတဲ့မွတ်စလင်ဆိုတဲ့အားကိုပုံဖော်လိုက်တယ်လေ့လာလိုက်တယ်မွတ်စလင်တို့၏ကြံရင်လက္ခဏာတွေကိုကျွန်တော်တို့ကြည့်တယ်မွတ်စလင်ရဲ့ဂုဏ်ကြီးတွေဘာတွေရှိရဆိုတာကိုလေ့လာတယ်အဲ့ဒီနောက်မှာတခါမွတ်စလင်ဆိုတဲ့တာမန်အဆင့်ကနေမူမင်ဆိုတဲ့အဆင့်ကိုရှောက်လန်းရမယ်သူတွေရဲ့ပေးဆက်ရမှုတွေဒုက္ခခံစားရမယ်အရာတွေကိုကျွန်တော်တို့လေ့လာသုံးသပ်ပြီးရခါမှာဟာမွတ်စလင်တော်တော်နည်းသွားပါလားပေါ့နော်ခရီးတွက်ကြည့်လိုက်ပါအခုနတလုံးလေးပဲယုံကြည်အနံ့မှုကိုအလွဲသုံးစားလုပ်တဲ့သူဟာအခုနအီမန်ရှင်ထဲမှာမပါဘူးဗျာအဲ့တော့အီမန်ရှင်ထဲမှာမပါရင်အီမန်ရှင်မဟုတ်ရင် तू မွတ်စလင်ဟုတ်မလားမွတ်စလင်မဟုတ်တော့ဘူးဆိုရင် तू ငရဲလာမှာပဲလေမွတ်စလင်ဆိုငရဲမလားဘူးအာဆရာကြီးရဲ့ခိရိမီမီဟောပြောချက်ကလေးအပေါ်မှာကျွန်တော်တို့ရတဲ့သင်ခန်းစာလေးကိုကျွန်တော်မျှဝေတာပါအဲ့တော့ကျွန်တော်တို့ဒီလောက်တဲ့အခါမှာကျွန်တော်ပြောတယ်ဂျမတ်နဲ့ဖန်ရင်ဒိုဝါကဟာလားဆဝတ်ကအများကြီးရတယ်ဒိုဝါမအများကြီးရတယ်ဟုတ်ပြီဂျမတ်ဆိုတာဘာကိုပြောတာလဲဘယ်လိုဟာမျိုးကိုပြောတာလဲနော်ကျွန်တော်တို့ရဲ့ရေဘူးအပြင်တော့တစ်ယောက်တည်းပို့လို့ရှိရင်ဒါနှစ်ယောက်တည်းပို့ရင်အများ3ယောက်4ယောက်စပြည့်အဲ့ဒါဟာဒီဂျမတ်ဖြစ်သွားကျွန်တော်တို့ရဲ့လှုပ်တဲ့အလုပ်တွေအကုန်လုံးကိုဂျမတ်တဲ့ကျွန်တော်တို့လှုပ်ခိုင်းတယ်အချင်းချင်းကိုကျွန်တော်တို့ကမကောင်းတာတွေကိုလည်းအချင်းချင်းတားခိုင်းတယ်ကောင်းတာတွေကိုရောက်အောင်လည်းပဲအချင်းချင်းဖေးမပြီးတော့ပံပိုးတိုးတက်အောင်ကျွန်တော်တို့စေလွတ်ခိုင်းတယ်အဲ့တော့ကျွန်တော်တို့ကတကူးတည်းနဲ့ကျွန်တော်တို့ရဲ့စိတ်ကရောက်ရဲမှုနဲ့ကျွန်တော်တို့ရဲ့အလတ်ရဲ့ပြဋ္ဌာန်းထားတဲ့တာဝန်တွေကိုကျွန်တော်အီမန်ရှိပါတယ်လို့ပြောရုံတခုတည်းနဲ့တော့မရဘူးကိုယ်မှာရှိတဲ့အီမန်ကိုခုနပြောတဲ့ဘာနဲ့အကောင်တွေပေါ်ပေးရမလဲအာမာလီဆွာလီယာနဲ့အကောင်တွေပေါ်ပေးရအဲ့ဒီအာမာလီဆွာလီယာဆိုတာကပြောမယ်ဆိုရင်ခင်ဗျာအများကြီးကျွန်တော်ဆက်ဆက်ဖို့ပြောတယ်အာမာလီဆွာလီယာပါလေလမ်းမှာသွားနေတဲ့ဟာလားအခုခေတ်ကာလဆိုရင်ဗျာ platform ပေါ်မှာကျွတ်ကျွတ်ကလေးတစ်လုံးကကြာနေတယ် plastic ကလေးတစ်ခုကကြာအဲ့ဒါလေးကိုတဦးတယောက်ကတက်နေမိပြီးတော့ချောလဲပြီးတော့ဒုက္ခမရောက်မှစိုးရိမ်နေစိတ်နဲ့ဖယ်ရှားလိုက်တယ်ကျွန်တော်တို့အရင်ကတော့ဟာဒီစ်မှာတော့စူးညောင်ခလုတ်ကလေးတစ်ခုကိုဖယ်လိုက်တာနဲ့သူ့အတွက်ကြီးမားတဲ့ဆဝတ်တွေရတယ်ဒါဟာလေအီမန်ရဲ့ယုံကြည်တရားတရားထားခြင်းရဲ့အစိတ်ပိုင်းတစ်ခုရှိပါဖြစ်ပါတယ်လို့ကျွန်တော်တို့ကိုသင်ကြားပေးထားတယ်အဲ့တော့ကျွန်တော်တို့ပြည်သူနီတိပေါ့နော်ပြည်သူနီတိဆိုတော့ကျွန်တော်ငယ်တုန်းကလည်းသင်ရတယ်လမ်းသွားစဉ်တဲ့အခါမှာလည်းရည်ချင်းမှုရှိရမယ်အစာစားတဲ့ချိန်မှာလည်းရည်သေးမှုရှိရမယ်အဒပ်ကိုကျွန်တော်တို့ရှေ့တန်းတက်ခိုင်းတယ်အစ္စလာမ်မှာဖြစ်တယ်လို့စားလို့မရဘူးဖြစ်တယ်လို့တောက်လို့မရဘူးဖြစ်တယ်လို့အိတ်လို့မရဘူးနော်ဖြစ်တယ်လို့နေလို့မရဘူးပတ်ဆိုတဲ့တန်ရှင်းစင်ကြယ်မှုနဲ့နေမှကြံတဲ့အရာတွေအားလုံးဟာရှေ့ဆက်သွားလို့ရတယ်အဲ့တော့စိတ်ကတင်းတိတ်ရောက်ရမှုရဲ့ကျွန်တော်တို့ရဲ့လိုလားမှုတွေတက်မဲ့မှုတွေမဲ့မောမှုတွေအဲ့ဓာတွေရဲ့ဟာကိုကျွန်တော်တို့ကထိမ့်ချုပ်ပြီးတော့သွားတဲ့အခါမှာအခုနတင်ပြခဲ့တဲ့ကျွန်တော်တို့အတွက်ဆပ်လို့ကျွန်တော်တို့ကတီးခံတီးတိုင်းခံတာမဟုတ်ဘူးเนาะကြန့်ခိုင်တာဒီလူဟာဟာလားကျွန်တော်တို့ကခါတဲ့ကိုယ်မှာအင်အားမရှိသလိုလိုကိုယ်မှာအတိုင်းဝိုင်းမရှိသလိုလိုကိုယ်မှာအသိပညာမရှိသလိုကိုယ်မှာဘာမှသုံးစားလို့မရသလိုလိုနဲ့နေရင်လူတကားနေပြီးတော့ကျွန်တော်တို့လာပြီးတော့ကျူးကျော်စော်ကားပြီးတော့ကျွန်တော်တို့ဒုက္ခပေးလိုက်အဲ့ဒီလိုလာပြီးတော့တီးလိုက်မယ်ပေါ့နော်အဲ့လိုတီးတိုင်းမခံရအောင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆော့ဘယ်လို့ခေါ်တဲ့ကြန့်ခိုင်မှုတွေထားဟာတယ်ကုတ်ကလေးနဲ့တခါတည်းဥမာလို့ယိုကျိုးမှုကိုပြတာတစ်မျိုးကျွန်တော်တို့ရဲ့အင်အားပေါ့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ physical ကြန့်ခိုင်မှုတွေကိုရှိသလို mental စိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုတွေလည်းကျွန်တော်တို့ရှိအဲ့ဒီအတွက်ကိုကျွန်တော်တို့ကိုဆွေယံကလည်းကျွန်တော်တို့ပေးတယ်ဆလတ်ကလည်းပေးတယ်ဇကတ်ကလည်းပေးတယ်ဟတ်ကလည်းကျွန်တော်တို့ကိုလေ့ကျင့်ပေးတဲ့အခါမှာအခုလာလို့စစ်မှန်ပြီးတော့ဟာအောင်မြင်တဲ့လူသားတစ်ယောက်ဖြစ်ဖို့အတွက်ယေဘူကခြုံပြောရင်တော့မွတ်စလင်တစ်ယောက်ဒီတဲ့နည်းနည်းပို့ပြီးတော့နည်းနည်းရှိလာတဲ့မူမင်းတယောက်ဖြစ်လာဖို့အတွက်ကိုကျွန်တော်တို့ကိုကြန့်ခိုင်မှုတွေကျွန်တော်တို့ကိုပေးလာအဲ့တော့ခုနကကျွန်တော်ဆူရာ1အာယတ်နံပါတ်189မှာဖော်ပြခဲ့တယ်လို့ပဲအလာရှင်မြတ်ကနော်အပေါ်မှာအီမန်ယုံကြည်မှုတွေဟာခုနအချက်အများကြီးပေါ့နော်
ကျွန်တော်ငငယ်တုန်းကတင်ခဲ့ရတဲ့ဟာလားအီမန်ယုံကြည်ခြင်းအကျဉ်းတို့အီမန်ယုံကြည်ချက်အကျဲတို့အဲ့ဒါတွေကိုကျွန်တော်ငငယ်တုန်းကနှုတ်တိုက်ချပြီးတော့ဒါတွေကိုနားလေသဘောပေါက်အောင်ဆရာသမားတွေကလည်းပဲကျွန်တော်တို့သင်ကြားပို့ချခဲ့တယ်အဲ့တော့အလ္လာဟ်ချမ်းသာပေးတဲ့ကျမ်းဂန်တွေကိုယုံကြည်ရမယ်ဆိုလို့ဟိုရင်ချခဲ့တဲ့တာဝရတ်တွေဇပူတွေအင်ဂျင်တွေဘာတွေစတွေကိုအဲ့ဒါကိုကျွန်တော်လိုက်လေ့လာပြီးတော့အဲ့ဒါကိုကုရ်အာန်နဲ့လာပြီးတော့ချိန်ထိုးပြီးတော့လေ့လာဖို့ပြောနေတာမဟုတ်ဘူးအဲ့ဒီကုရ်အာန်အဲ့ဒီကျမ်းတွေရှိခဲ့တယ်ဆိုတာကိုကျွန်တော်ယုံကြည်ရမယ်အဲ့ဒီကျမ်းတွေကလည်းပဲအလ္လာဟ်ပို့ချပေးခဲ့တယ်အဲ့ဒီကျမ်းတွေကလည်းအလ္လာဟ်အဲ့ဒီတမန်တော်အသီးသီးစီကိုပို့ချပေးခဲ့တယ်အဲ့တော့အဲ့ဒီကျမ်းတွေမှာကျွန်တော်တို့ရဲ့ကုရ်အာန်နဲ့တိုက်ရိုက်တူညီနေတာတွေရှိသလိုလုံးဝတက်ဆင်အောင်ကွဲလွဲနေတာရှိအဲ့တော့ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီကျမ်းတွေကအလ္လာဟ်ကိုယ်တိုင်ထိမ့်သိမ်းထားတဲ့ကျမ်းတွေမဟုတ်ကျမ်းတော်မြတ်ကုရ်အာန်ဒီအလ္လာဟ်ကိုယ်တိုင်ထိမ့်သိမ်းထားတဲ့ကျမ်းတွေဖြစ်အဲ့တော့ဒီကျမ်းတော်မြတ်ကုရ်အာန်မှာဘာပြောခဲ့လဲဆိုရင်ကျွန်တော်တို့အလ္လာဟ်ပေးတဲ့ကျမ်းပြင်ကိုကျွန်တော်တို့အတွက်နောက်ထပ်လူတွေကရေးတဲ့ကျမ်းတွေလိုသေးလို့လားဒါကျွန်တော်ပြောတဲ့မေကွန်းမဟုတ်နော်အလ္လာဟ်ကမေးထားတဲ့မေကွန်းအဲ့တော့ဒီလိုဖြစ်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကပြောမယ်ဆိုရင်တမိုင်းကြောင်းနဲ့ရှင်ပြီးတော့ဖြစ်လာကြတယ်လူတွေကဒီတမန်တော်ဝါဖဖြစ်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီကျမ်းကိုသူတို့ရဲ့စိတ်နဲ့သူတို့ရဲ့လိုလားတဲ့အခြေအနေတွေနဲ့သူတို့ကပြုတ်ပြေပြောင်းလဲတဲ့ပုံမှာမူရင်းအတိုင်းမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကျမ်းတွေပေါ်မှာလေ့လာပြီးတော့လက်ခံကျင့်သုံးစရာအကြောင်းလုံးဝမရှိဘူးကျမ်းတော်မြတ်ကုရ်အာန်တစ်ခုတည်းကိုပဲကျွန်တော်တို့ကလေ့လာပြီးတဲ့ခါကျရင်အဲ့ဒီအတိုင်းကိုပဲကျွန်တော်တို့ဘဝကိုတိဆောက်ဖို့ကျမ်းတော်မြတ်ကုရ်အာန်ကပြောတယ်တမန်တော်ကလည်းပဲဒီတိုင်းပဲကျွန်တော်တို့ကိုလုပ်ပြခဲ့တယ်နော်အဲ့တော့ကျမ်းတော်မြတ်ကုရ်အာန်အဆောင်29ဆူရာနံပါတ်89တော်တော်ကိုကျွန်တော်တို့ရဲ့ဒါအရေးကြီးတဲ့ကဏ္ဍပါနော်အဲ့ဒီအာယတ်ကလေးဟာကျွန်တော်တို့ကိုအထူးသတိပေးထားတယ်ခဏကျွန်တော်တို့ဒီအိမ်တွေမှာပဲကြည့်ကြည့်ပလီတွေမှာပဲကြည့်ကြည့်ကျမ်းတော်မြတ်ကုရ်အာန်ကိုလေ့လာပြီးတော့ကျမ်းတော်မြတ်ကုရ်အာန်ကိုနားလည်သဘောပေါက်အောင်ကျမ်းတော်မြတ်ကုရ်အာန်ကိုသိနာလည်အောင်ဘာသာပြန်နဲ့တကွဖတ်ယူလေ့လာမှုတွေကိုအာမပေးတဲ့အပြင်ကိုသွယ်ဝိုက်တဲ့နည်းတွေနဲ့ကျွန်တော်တို့ပိတ်ပင်ထားတယ်ဟာဒီဟာတွေကလူတွေဘာသာပြန်ခဲ့တာအလ္လာဟ်ပြောတဲ့ကုရ်အာန်တိုင်းမဟုတ်ဘူးအဲ့လိုဆိုရင်ကျမ်းတော်မြတ်ကုရ်အာန်မှာဘာသာပြန်ထားတဲ့ဘယ်အာယတ်ကတော့ဘာသာပြန်တာဘလို့မှားနေပါလဲအမှန်ကဒီလိုပါကြည့်ကြပါကျွန်တော်တို့အဲ့ဒီအရာတွေကိုအမှန်ကိုပြင်ပြီးတော့လက်ခံပြီးကျင့်သုံးမှုအစင်းနဲ့ပါအဲ့လိုမဟုတ်ဘဲနဲ့လူတွေကုရ်အာန်ကိုနားလည်မှစိုးတဲ့စိတ်တွေနဲ့ဘာသာပြန်ဖတ်ရင်ပဲအီမန်ယုံကြည်ခြင်းကနေသွေးဖယ်ပြီးတော့လိုရဲသွားမလို့ကျွန်တော်တို့တားတယ်အဲ့တော့ကုရ်အာန်ရဲ့မိကုံးလေးကိုပဲလူကြီးမင်းတို့ဖြေကြည့်ပါကျွန်တော်ဘာဆိုတာကိုကျွန်တော်အကျယ်တုံးဝင်မပြောချင်ဘူးဆူရာ89အာယတ်နံပါတ်50မှတ်ရတာလွယ်တယ်နော်29အဆောင်ကဂျုစ်က29ဂျုစ်ဆူရာနံပါတ်က89အာယတ်နံပါတ်က50ဖဘီအိယဟာဒီစင်ဘာဒါဟူယူမင်နူတဲ့တော်တော်လေးပဲနောက်တစ်ခါကျွန်တော်လူချင်းမင်းတို့ကိုအိမ်စာလေးတစ်ခုပေးမယ်ဘာလဲဆိုရင်ကုရ်အာန်ထဲမှာမေးခွန်းတွေအများကြီးရှိတယ်အဲ့မေးခွန်းတွေကကျွန်တော်တို့ကိုမေးတာလူတိုင်းမွတ်စလင်ဆိုတဲ့လူတိုင်းကိုမေးတာလူသားတိုင်းကိုမေးတာဖြေကြည့်ပါเนาะအဲ့ဒါကိုကျွန်တော်ခေါင်းစဉ်တစ်ခုအနေနဲ့ပြောဖို့ကျွန်တော်ပြင်ဆင်နေပါတယ်အင်ရှာလာအဆင်ပြေတဲ့ကြုံတဲ့နေ့အလားဟွာဖြစ်ရင်ကျွန်တော်အနေနဲ့ဟောပြောတင်ပြပေးဖို့ရည်ရွယ်ထားပါတယ်အဲ့တော့ဒီအာယတ်ကလေးကဘာလဲစင်စစ်၎င်းတို့သည်တဲ့၎င်းတို့ဆိုကျွန်တော်တွေကိုပြောတာပေါ့ဗျာကုရ်အာန်ကျမ်းတော်မြတ်အပြင်တနည်းအားဖြင့်ကျမ်းတော်မြတ်ကုရ်အာန်ကြားရောက်ခဲ့ပြီးနောက်မြည်သည့်စကားအမဟာဒီစ်ပါစကားပဲမြည်သည့်စကားကိုတက်ဝင်ယုံကြည်ချမည်နည်းတဲ့အောက်ခြေမှာကျွန်တော်တို့အကျယ်တဝင့်ရှင်းလင်းပေးထားပါတယ်အဲ့ဒါကိုကျွန်တော်တို့လေ့လာပြီးတဲ့အခါကျရင်ကုရ်အာန်ရောက်ပြီးတဲ့အပြင်မင်းတို့နောက်ဘယ်စကားကိုလိုက်နာအောင်ပါလဲတဲ့အဲ့တော့ကျွန်တော်တို့ပြောတယ်အလ္လာဟ်ပေးတဲ့ကျမ်းကိုဟန်တာဖို့ဝေးကွာစေဖို့အတွက်
လူတွေရေးတဲ့ကျမ်းတွေနဲ့အစားထိုးပြီးတော့ကျွန်တော်တို့ရဲ့အချိန်တွေကျွန်တော်တို့ရဲ့ဘဝအသိပညာတွေကိုဟန်တာနှောက်ယှက်နေတာကိုနားလေသဘောပေါက်ဖို့လိုပါတယ်တမိုင်းကြောင်းရပြောရင်เนาะအင်္ဂလိပ်တွေရဲ့ခေတ်မှာနိုင်ရင်ဝင်ဂလက်စတုန်းရဲ့ခေတ်မှာအဲ့ဒီမွတ်စလင်တွေလက်ထက်မှာကုရ်အာန်ရှိသမျှကာလပေါင်းလို့၅ပါးဘာမှလုံးလို့မရဘူးသူတို့အုပ်ချုပ်လို့မရဘူးဒီအတွက်ကြောင့်ယေဘူအားပြောရင်အဲ့ဒီမွတ်စလင်တွေနဲ့ကုရ်အာန်နဲ့ကိုနီးမျိုးစုံနဲ့ဝေးအောင်လို့ကျွန်တော်တို့ဗာလေကုရ်အာန်နဲ့ဝေးကွာစေတဲ့နီလန်းတွေအများကြီးရှိတယ်အဲ့ဒီကုရ်အာန်နဲ့ဝေးကွာစေတဲ့နီလန်းတွေကိုလူချင်းမင်းတို့လည်းပဲခုံခုံမင်းမင်းနှစ်ချိုက်ချိုက်လက်ခံပြီးတော့ကျင့်သုံးနေပါတယ်အဲ့တော့အဲ့ဓာတွေကနေပြီးတော့ကျွန်တော်တို့ကရှောင်ကျဉ်ပြီးတော့ကျွန်တော်တို့ရဲ့ဘဝတည်ဆောက်မှုကိုကျွန်တော်တို့ကလိုက်နာကျင့်သုံးပြီးတော့အလ္လာဟ်ရဲ့ပန်းနိုင်ဖြစ်တဲ့ကျွန်တော်တို့ရဲ့တင်းငိမ့်အေးချမ်းတဲ့ဘဝမှာကျွန်တော်တို့နေနိုင်အောင်နှစ်ဘဝဆန်နေဖြစ်အောင်ကျွန်တော်တို့ကြိုးစားဖို့လိုပါတယ်အဲ့ဒါကိုကျွန်တော်အနေနဲ့တင်ပြလိုပါတယ်နောက်တစ်ခုကကျွန်တော်တို့ရဲ့အွမ်မတ်ကညီညွတ်ရေးကိုဖြိုခွဲခြင်းဟာလည်းပဲကုရ်အာန်နဲ့မွတ်စလင်နဲ့ဝေးအောင်လုပ်တဲ့ထက်မှာလည်းအချက်တစ်ချက်ပါနော်တမိုင်းကြောင်းရပြောရင်ကျွန်တော်တို့မှာကျောင်းတော်ဝါဒတွေကျွန်တော်တို့သွတ်သွင်းလာတယ်အယူဝါဒတွေလှုပ်လာတယ်ဂိုင်းတွေလှုပ်လာတယ်အဲ့တော့အဲ့လိုလှုပ်ခြင်းဟာကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေကိုအကောင့်နဲ့မပေါ်ဟန်တာနှောက်ချက်တာတွေဖြစ်တယ်အဲ့တို့ကြောင့်ကျွန်တော်တို့ကအချင်းချင်းသတိပေးပြီးတော့အတိပေးပြီးတော့ကျွန်တော်ရဲ့အရင်ဟောပြောတင်ပြခဲ့တဲ့အတိနဲ့သတိဆိုတဲ့နေရာမှာလဲကျွန်တော်ဒီအကြောင်းအရာတွေကိုတင်ပြခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ဒီနေ့ရတဲ့ဒီချိန်လေးမှာကျွန်တော်ရဲ့ခေါင်းစဉ်လေးဖြစ်တဲ့80လှမ်းချီမွန်မင်စီတဲ့နော်အဲ့ဒီမွန်မင်စီကိုရောက်မယ်အဲ့မွတ်စလင်မှန်တဲ့မွတ်စလင်တော့ပါဇက်ကကျွန်တော်သမုတ်တဲ့မွတ်စလင်နဲ့မရဘူးအလာကပြတ်ထန်းတဲ့အလာကသတ်မှတ်တဲ့မွတ်စလင်ဆိုတဲ့စံချိန်စံညွှန်းတွေကိုဝင်အောင်ကျွန်တော်လုပ်ပြီးတဲ့အခါမှာဒီတက်ထုံးမြတ်တဲ့မွန်မင်စီကိုကျွန်တော်ရောက်အောင်ကြိုးပမ်းနော်ကျွန်တော်တို့အရင်တော့ပြောတယ်မလားရင်လောက်တင်မှဒူးလောက်ကြတယ်ဆိုတာအဲ့တော့မွန်မင်ဖြစ်အောင်လုပ်မှကျွန်တော်ကတေချာပေါက်မွတ်စလင်ဆိုတဲ့အဆင့်ကိုကျွန်တော်တို့ရနိုင်မှုသေချာပါမယ်မွတ်စလင်ဖြစ်ရမှကျွန်တော်တို့ရဲ့အနာဂတ်နော်နှစ်ဘဝရဲ့အနာဂတ်မှန်ထားတဲ့ဂျန်နတ်တူကိုဖီရလော့စ်ကိုကျွန်တော်တို့ရနိုင်အောင်ကြိုးစားကြနိုင်သူများဖြစ်ပါစေလို့ကျွန်တော်အနေနဲ့ဆန္ဒပြုရင်းကျွန်တော်ရဲ့ဒီတင်ပြမှုကိုဤကုန်းချုပ်ပါတယ်အမာလိုင်းနာအီလဘလာဦးမူနီအလ်ဟမ်ဒူလ illah ရဘ်ဘီအာလမီအရ်ရဟ်မာန်ရ်ရဟီမ်မာလီကီယောမ်ဒီန်إياك نعبد وإياك نستعين اهدنا الصراط المستقيم صراط الذين أنعمت عليهم غير المغضوب عليهم ولا الضالين اللهم صل على محمد كما صليت على إبراهيم وعلى آل إبراهيم إنك حميد مجيد اللهم بارك على محمد كما باركت على إبراهيم وعلى آل إبراهيم إنك حميد مجيد ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار أستغفر الله من كل ذنب وأتوب إليه رب ارحمهما كما ربياني صغيرا ربنا ظلمنا أنفسنا وإن لم تغفر لنا وترحمنا لنكونن من الخاسرين အိုးကျွန်တော်မျိုးတို့ဟာပြုစုပြောထောင်နန်းညွန်တော်မူသောရှင်ကျွန်တော်မျိုးတို့မေးလျော့ပေါ်ဆခဲ့သည်များအားချွတ်ချော်လွဲမားခဲ့သည်များအားအရှင်မြတ်တွင်ချင်းချမ်းသာခွင့်ပေးသနာတော်မူပါကျွန်တော်မျိုးတို့ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုတို့ကိုအရှင်ကြည်ပြုလက်ခံပေးသနာတော်မူပါအရှင်မြတ်ဒီသားလျင်ကျွန်တော်မျိုးတို့အပါဝင်ရှိရှိသမျှအရာအားလုံး၏အလုံးစုံသောလူရက်ကိုအကျွမ်းမဲ့ကြားသိတော်မူသောဖြစ်ပါသည်ကျွန်တော်မျိုးတို့အားဒီသာသနာကိုလက်ခံခွင့်ပြုပြီးနောက်ကျွန်တော်မျိုးတို့အားအရှင်မြတ်အမျက်တော်ရှုရှသောလမ်းမားကိုမရောက်ရှိနိုင်စေရန်အရှင်မြတ်ထံယုံကြည်အပ်နှံ၍ကျွန်တော်မျိုးတို့အားလမ်းညွှန်ပို့ပေးသနာမူပါကျွန်တော်မျိုးတို့သည်ပြုမားခဲ့သောအပြစ်များကိုအရှင်မြတ်ထံတာဝါပြုလုပ်ပြီးနောက်လောင်မလုပ်ဖို့အတွက်ကျွန်တော်မျိုးတို့ကိုစိတ်တလုံးသားကိုထိန်းချောင်းပြီးအရှင်မြတ်၏ခွင့်လွှတ်မှုကိုရရှိရန်အရှင်မြတ်ထံမှာကျွန်တော်မျိုးတို့
တောင်းခံအပ်ပါသည်ကျွန်တော်မျိုးတို့ဤပွင့်လေပြီးသည်များသောဓမ္မတော်များကျွန်တော်မျိုးတို့ဤမိဘဆရာသမားများအစ္စလာမ်ဓမ္မဗိမာန်ဤပိသုကာကြီးများနှင့်ဓမ္မကတိကများကွယ်လွန်သူများအားလုံးတို့အပေါ်သို့လွန်ငင်းချမ်းသာခွင့်ထိုပုဂ္ဂိုလ်အသီးသီးတို့ဟာလွန်ငင်းချမ်းသာခွင့်ပေးသနာတော်မူပါထိုသူများအပေါ်သို့ကျွန်တော်တို့မျိုးတို့ပေးပို့သောမဂ်ဖီရိုက်ဒူအာကိုအရှင်မြတ်လက်ခံပေးသနာမူပါလာအီလာဟာအီလာအန်တာဆူဘဟာနကာအင်နီကွန်တူမီလတ်ဝါလီမင်ရဘ္ဘနာအမန်နာဘီမာအန်ဇန်လာဝတ်တဘာရဆူလာမင်နာရီအိုကျွန်တော်မျိုးတို့ညာတွင်မကြမ်းမှသူများအားအရှင်မြတ်ကြမ်းမှမူပေးသနာမူပါဒုက္ခဆင်းရဲကြုံတွေ့နေရသူများအားအရှင်မြတ်ကြက်တဲ့မှုများမှလွန်မြောက်၍ချမ်းသာမှုကိုပေးသနာတော်မူပါ။အိုရှင်ကျွန်တော်မျိုးတို့အားဒိုဟာပြုကိုင်းထားသူများ၏အခက်ခဲများပြေလည်စေတော်မူပါ။ထိုသူများ၏လိုအင်ဆန္ဒများကိုလည်းဖြည့်ဆွင်းပေးသနာတော်မူပါ။ထိုသူများ၏ကျမ်းမာမှုများကိုလည်းပဲအရှင်မြတ်ပေးသနာတော်မူပါ။ထိုသူများအလောင်းရှင်မြတ်နှစ်သက်သူများတွင်အပါဝင်ဖြစ်စေတော်မူပါ။ကျွန်တော်မျိုးတို့အားနောက်ဆုံးထွက်တဲ့ဒီဒင်ဤခေတ္တမတ်ကိုမိမိအားပေးသနာတော်မူ၍ကျမ်းမာတက်ရွှေနှုတ်ပြစွာဖြင့်အရှင်မြတ်၏တာဝန်များကိုကျေပွန်စွာဆွမ်းဆောင်နိုင်စွာပေးသနာမူရာဆုဘဟာနလ္လာဟီဝဘိဟမ်ဒီဆုဘဟာနလ္လာဟီအဇီဆုဘဟာနရဘ်ဘီကာရဘ်ဘီအစ္စတီအမာယာစီဘူဝဆလာမူအလမုရဆလီဝလဟမ်ဒူလ िल्लाहि ရဘ်ဘီအာလမီ